继续读单页面列个大么呀西么呀特色开的，蓝列家个白雪家一只顶白，阿白当每个有事啦吧比。每天这样页面大哈，不老到那山的嘞，大的米嘛也弄的哈，不老到弄扎的嘞说啦，家牛里也弄送出的个，得得别拖开吧比。家牛里个的哪路路，先把天嘛哈个那飞拖呀没第十顶过，嘟嘟看啥子来要。အပိုင်း30ရဲ့အစမှာတော့တောင်းမိုက်ဟာအချုပ်ထဲကနေအာမခံနဲ့ခက်တထွန့်လာခွင့်ရပြီးဆေးရုံကိုအပြေးအလွှားရောက်လာခဲ့တာဗျာဒါပေမဲ့သူမြင်လိုက်ရလာကအောက်ဆီဂျင်ဘိုက်တွေကြားမှာအသက်လူနေရတဲ့သူ့အမေကြာညိုကိုပဲထည့်နေတာအမေတားမပါပြီတားကိုထပ်ပြီးစူပါအောင်ဆိုပြီးကြာညိုရဲ့ချက်တော့ကိုဖတ်ငုံနေတဲ့တားမိုက်ကိုကြည့်ပြီးပရိသတ်တွေကတော့အခုမှတော့နှောက်ကျသွားပြီလို့တညီညွတ်တဲ့ဖြောင်းမိကြမှာပါကြာညိုလေးဟာတားဖြစ်သူရဲ့အတန်ကိုကြားတဲ့အချိန်မှာအင်အားမရှိတော့တဲ့လက်ကလေးနဲ့တားဖြစ်သူရဲ့ခေါင်းကိုဖြည်းဖြည်းချင်းပုတ်ပေရှာတာကတကယ့်ကိုတနာစရာကောင်းလွန်းပါတယ်ဗျာကြာညိုဟာသူ့ကိုနှလုံးဖောက်အောင်လုပ်ခဲ့တဲ့တားကိုတစ်ချက်လေးတောင်စိတ်မနာခဲ့ဘူးဗျာသူနောက်ဆုံးပြောသွားတဲ့စကားကတားလေအမေမရှိတော့ရင်လူကောင်းတစ်ယောက်ဖြစ်အောင်နေပါအမေတားကိုခွင့်လွတ်တယ်တဲ့ခင်ဗျားတို့စဉ်းစားကြည့်အောင်ကိုတင်မင်းတကားဝအတီးပို့ခဲ့တဲ့သူကမှအခုလိုအပြုံးလေးနဲ့ခွင့်လွတ်သွားနိုင်တာဟာမိခင်မြစ်တာမှတပါတခြားဘာရှိအောင်မလဲကြာညိုလေးဟာအဲ့ဒီစကားကိုပြောပြီးတာနဲ့ပြုံးပြုံးလေးပဲအသက်ထွက်သွားခဲ့တာဗျာပန်းရွှေကြလေးဟာလှိုင်းလေတန်းလီကိုအလူးလဲခံစားပြီးတဲ့နောက်မှာတော့ငိမ့်ချမ်းတဲ့ကမ်းခြေတစ်ခုကိုဆက်ရောက်သွားခဲ့ပြီပေါ့ကြာညိုဆုံးသွားပြီးတဲ့နောက်မှာတားမိုက်ဟာတကယ့်ကိုလူညွန့်သုံးသွားခဲ့ရပါနဲ့သူလူယူခဲ့တဲ့အင်ကန်နဲ့ပိုင်ဆိုင်မှုတွေကိုကြာညိုကတေတန်းစာမှာတားဖြတ်သူလူကောင်းတစ်ယောက်ဖြစ်မှပေးရန်မဟုတ်ပါကမိဘမဲ့ဂေဟာတို့ယူရန်လက်ရေးထားခဲ့တာကိုသိလိုက်ရတဲ့အချိန်မှာသူဟာဘာမှမရှိတဲ့လူမွဲတစ်ယောက်အဖြစ်ကြံရစ်ခဲ့တာပေါ့ဒါပေမဲ့ကြာညိုရဲ့မေတ္တာကသူ့သားကိုလူကောင်းတစ်ယောက်ဖြစ်အောင်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်ဇလန်းရဲ့ဏိကုံးမှာတားဖြစ်သူဟာမိခင်ရဲ့အုတ်ကူရှိမှာဒူးထောက်ပြီးအမေဂုံယူရမယ့်တားတယောက်ဖြစ်အောင်နေပါမယ်ဆိုပြီးဂရိပေးနေတဲ့အခန်းကတော့တကယ့်ကိုရင်နစ်စရာပါပဲဗျာလှိုင်းလေကြားကပန်းရွှေကြားဇလန်းတစ်ခုလုံးကိုပြန်ကြည့်ရင်ကြာညိုလေးဟာအချစ်ကြောင့်နာကျင်ခဲ့ရတယ်တငယ်ချင်းတွေရဲ့တစ္ဆာဖောက်ကိုခံခဲ့ရတယ်နောက်ဆုံးမှာတောင်းသမီးကြောင့်မှအသက်ဆုံးရှုံးခဲ့ရတယ်ဒါပေမဲ့သူဟာဘသူ့ကိုမှအညိုးမထားပဲပန်းရွှေကြားလေးလိုပဲတန်တန်ရှင်းရှင်းနဲ့ဇက်သိမ်းသွားခဲ့တာပါဒီဇလမ်ကပြေးတဲ့သင်ခန်းစာကတော့မိဘဆိုတာရှိတော့မှတန်ဖိုးထားပါမရှိတော့မှနောင်တရတာဟာကဘာပေါ်မှာအနာကျင်ဆုံးအရာပဲဆိုတာပါပဲ